တော်တော်လေးအားကောင်းတယ်ဒါပေမဲ့တစ်ဖက်ကအော်ဂန်ကကြတော့သူတို့ကနည်းနည်းလေးဂျားထဲမှာနားထားတာလေးလည်းကြာပြီအခုမှပြန်ဆော့တာဆိုတော့ဘယ်လိုအခြေအနေမျိုးလေးဖြစ်သွားမလဲနည်းနည်းလေးစဉ်းစားစရာပဲဗျာကဲပြောရင်းဆိုနေပဲကျွန်တော် YG versus Organ တို့ရဲ့ game 1 Swiss Stage ရဲ့ပွဲစဉ်ကတော့စတင်လို့လာပါပြီဟုတ်ပါတယ်ကဲအဲ့တော့တကယ်မှကောင်းတဲ့ပွဲလည်းဖြစ်တယ်ပြီးတော့ဒါဒီလည်း Best of 1 series လည်းဖြစ်တယ် Swiss Stage ရဲ့အကြောင်းကျွန်တော်ရှင်းမှာရှင်းပြခဲ့တဲ့အတိုင်းပဲတကယ်မှရှုံးလို့အရင်မကောင်းနိုင်ပွဲတွေဆက်နေမှာသာလေ Saucy qualify ဖြစ်မှာပါဆိုတော့ဒီ match ကလည်း Flying Cloud မှလည်းဖြစ်တဲ့အချိန်မှာတော့ YG ရဲ့ first spin နဲ့အတူပဲ game 1 လေးကတော့စတင်ပါပြီဟုတ်ပါတယ် YG ဒီအချိန်မှာတော့သူတို့ဘန်းလေးရောနည်းနည်းလေးတော့တစ်ဖက်ကို respect လေးပေးထားတယ်ဒီရဲ့ငကားလေးကို first ban လေးပါစပြီးတော့ဘန်းထားလိုက်တယ်ဗျာဟုတ်ပါတယ်ဆိုတော့ Organ မှာလက်ရှိဒီ line နဲ့ထွက်လာတဲ့ player တွေမှာသွားကြည့်မယ်ဆိုလို့ရှိရင် Naomi Justin ဥမာ D Ace Scan နဲ့ထွက်လာတာပါနော်ဟုတ်ပါတယ်လောလောဆယ်မှာတော့သူတို့ရဲ့ first ban နဲ့ကတော့ဒါဆိုရှင်းလေးတော့ပြန်ပြီးတော့လည်းဘန်းထားတယ်ဒါတော့ meta ban တစ်ခုလို့တော့ပြောရမယ်တစ်ဖက်က Young Galacticos respect ban နဲ့ပဲတောက်လျှောက်ထည့်ထားတာဗျာအခုချိန်မှာလည်းသူတို့အနေနဲ့ဒါ cloud ပြန်ပြီးတော့ဘန်းတာဆို Ace ရဲ့ cloud ကြီးကိုနော်လုံးဝ respect ban ထားတာသူတို့ကဒီလက်ရှိ meta ဘာညာနဲ့ YG ကဒီ pit bank လုပ်နေတာမဟုတ်ဘဲနဲ့တစ်ဖက်ကဒီ Organ ရဲ့ပါတဲ့ player တွေရဲ့ signature တွေပြီးတော့သူတို့ရဲ့တကယ်ဥမာကောင်းခဲ့ပါတယ်ဆိုတဲ့ hero တွေကိုပဲဦးစားပေးပြီးတော့ ban နေတာတော့တွေ့ရပါတယ်ဟုတ်ပါတယ်Organ အနေနဲ့ကတော့သူတို့ကတော့ meta ban လေးပဲပြန်ပြီးတော့သွားထားတယ်ပေါ့နော် second ban မှာလည်း CC ပဲပြန်ပြီးတော့ ban ထားတယ်အခုချိန်တွေမှာတော့ဘာရှာတို့ရီဆန်ရှင်းတို့ဒီလို hero တွေကတော့လွတ်နေသေးတယ်ဆိုပေမဲ့လည်း Young Galacticos တပ်ပန်းမှာတော့ join လေးပဲထပ်ပြီးတော့ ban ထားတယ်ဆိုတော့ကန်ရဲ့ hero ပါထပ်ပြီးတော့ပိတ်ထားလိုက်တာဗျတေတာတော့တယောက်တစ်ကောင်စီကိုတော့သူတို့နေနဲ့ဒီလုံးဝအပြည့်အောင်တော့ ban မှထင်တယ်အဲ့ဆိုရှင်နောက်မှလာမယ် Naomi တို့ Justin တို့ရဲ့ hero တွေလည်းထပ်ပြီးတော့ ban နိုင်သေးတယ်ဥပမာဒါပါတော့အဲ့ဆိုရှင် Franco တွေပါလည်း ban သွားနိုင်တယ်နော် Naomi တို့ချောင်းတို့နော်ဒါပြန်ပြီးတော့ ban လို့ရပဲ Justin ဆိုရင်တော့သူ့ရဲ့ main hero ပေါ်တော်တော်လေးများတော့များတယ်ကျွန်တော်စနေကပြောဖို့စဉ်းစားဒါပေမဲ့ဒီ Faza တို့ဘာလို့လဲဖြစ်ကောင်းတော့ဖြစ်နိုင်တာပေါ့လေနော်သူဒါမှမဟုတ်လေသူရဲ့ဒီ Kangaroo တွေတော့အများကြီးပါဒီ mic ကတော့လေနော် hero တွေကတော့ဆိုတော့ first pick က YG ဘာရင်စပြီးတော့ယူကြမလဲသူတို့စော့နေကြပုံစံအတိုင်းရဆိုရင်တော့ဒီ utility jungle တွေလည်းသွားလို့ရတယ်လို့အခုချိန်မှာလည်းရီဆန်ရှင်းတွေလွတ်နေသေးတယ်အဲ့ပြောမှာလည်းဒီ Hayabusa တို့ဘာလို့သူတို့စော့ကျင်တယ်ဆိုရင်လည်းယူလာလို့တော့ရနေသေးတယ်ဒါပေမဲ့ first pick မှာဆိုတော့ရီဆန်ရှင်းစပြီးတော့ရွေးချယ်တာလေးကတော့တော်တော်လေးကောင်းမယ်လို့ထင်တယ်အဲ့တစ်ဖက်မှာ Han ကလည်း Fanny တွေပါဆော့တယ်တစ်ဖက်မှာ Can လည်း Fanny တွေပါလည်းဆော့တယ်ဆိုတော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပွဲတွေမှာ Fanny ပဲ ban ကြပေမဲ့လည်းဒီပွဲမှာပါများပါလာနိုင်မလားပေါ့နော်ပြီးတော့ Best of 1ဆိုတော့လေ risk ကတော့ယူလိုက်ရင်လည်းကောင်းတယ်ပြီးတော့လည်း risk များသွားရင်လည်းမကောင်းမြန်ဘူးဆိုတော့ Best of 1ပွဲစဉ်ဆိုတော့နော်တပွဲတည်းပဲအနိုင်ရအောင်ဆော့မှာဖြစ်တဲ့အတွက်ဒီအချိန်ဒီမှာ pocket draft တွေဒါအသုံးလို့ကောင်းတာမထင်ထားတဲ့ hero ကြီးထွက်လာမယ်ဆိုတော်တော်လေးကိုမှ surprise ဖြစ်မဲ့အနေထားဆိုတော့ Young Galacticos first pick မှာတော့ကဲUranus ကြီးအောင်စပြီးတော့ထွက်လာပါပြီ။ဒီ Uranus ကိစ္စကတော့ကျွန်တော်ဒီရှေ့ရတခြားသောပွဲစဉ်တွေမှာလည်းမြင်တွေ့နေကြပါတော်တော်လေးကိုမှတောင်းညံ့တယ်နော်။ဖြည့်ရှင်းရလည်းရန်ဟိုမှာခက်တယ်။အဲ့တော့ဘက်က Organ ကောင်းကောင်းမုံလေးပဲသူတို့ကစတင်ပြီးတော့ Baksha Hacker နော် YG ပဲလားဆိုတော့မဟုတ်ဘူး YG ကို YG draft နဲ့ပြန်ပြီးတော့ဆော်မဲ့အနေထားမျိုးလေးတော့ရှိရဗျာနော်လောလောဆယ်မှာတော့ Hacker အနေနဲ့ဒီ Roman ဘိုင်းကိုပဲပို့ပြီးသွားဖို့တော့များတယ်လောလောဆယ်မှာ Jungle ဘိုင်းကိုတော့ Baksha ပြန်ပြီးတော့ထုတ်ထားလိုက်တဲ့ဆိုတဲ့အပိုင်းမှာတော့ Young Galacticos second pick မှာတော့6ဒါ Blink ရဲ့6ဆိုတော့เนาะဒါသူ့ရဲ့ signature pick off hero လေးတစ်ကောင်တော့ရရှိသွားခဲ့ပြီဗျဟုတ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီမှာဒီ Nigerianus ကြောင့်6နေရောတော့မြင်နေရပြီဆိုတော့အော် Fanny တကယ်ကြီးကျွန်တော်ဆန္ဒပြည့်သွားတာပဲဒါပေမဲ့လည်းဒီပွဲက Fanny တို့ကတော့တကယ်ဟိုမှာလွယ်ပါမလားတစ်ဖက်ကကျတော့ Jungle invade လုပ်လို့ရမယ့် hero နှစ်ကောင်ရွေးချယ်ထားတယ်ပြီးတော့ဟုတ်တယ် Fanny ကလည်းတာမန် player မဟုတ်ဗျာဟန်ဖြစ်နေတာဆိုတော့เนาะတော်တော်လေးကိုမှကြည့်လို့ကောင်းမဲ့အနေထားဒီချိန်မှာ Organ Goaling က ace ကိုတော့ Moskov ပြန်ပြီးတော့ပေးထားလိုက်ပါပြီဗျဒါလေးကတော့တော်တော်လေးကောင်းပါအယိုးရှင်းဆုံးနဲ့အမိုက်ဆုံးပဲဘောနော်ဘက်က Fanny တွေပါလဲပါရဆိုတဲ့အချိန်မှာတော့ Spear လေးပါလေးနဲ့ပြန်ပြီးတွန်းလို့လည်းရမယ်ဆိုတော့ Moskov ရွေးချယ်လိုက်တဲ့ Matchman တစ်ကောင်ကတော့တော်တော်လေးမှမိုက်ပါတယ်ဟုတ်တယ်ဆိုတော့ second banning phase ပြန်ပြီးတော့ရောက်ရှိသွားတဲ့ Organ အနေနဲ့ကတော့ hero တက်ကောင်ပြန်ပြီးတော့ ban မယ်တစ်ဖက်ကအခုချိန်ဒီ ထွက်မလာသေးတဲ့ကောင် goal lane နေကြအောင်မယ် goal lane ကလည်းပြောလို့တော့မရသေးဘူးဒီချောင်းအနေနဲ့ကလည်းဒါ flexible pick လည်းဖြစ်နိုင်တယ်เนาะ goal lane တွေပါတွားပြီးဆော့လို့ရတာဆိုတော့ချောင်းကိုလင်းအောင်ဒီပွဲကျွန်တော် personal ရမြင်ရမယ်ဆိုရင်အစင်တော့အရန်မပြေလောက်လို့ထင်တယ်။တစ်ဖက်က haircut လည်းရှိရယ်ပြီးတော့ Moskov က purify နဲ့ပြန်ထွက်လာမယ်ဆိုချောင်းကပြန်ပြီး down သွားနိုင်ခြေရှိမယ်ပေါ့နော်။အဲ့တော့လောလောဆယ်မှာ mid lane လေးကိုရွေးချယ်ပြီး ban မယ်ဆို mid lane မှာက zone လေးလုံးမဲ့ if လေးပြန်ပြီး ban မယ်ဆိုရင် if လေးတော့မစိုးတော့မစိုး။ဒါမှမဟုတ်ရှင်လေ Zushin တွေပါတယ်ရောကြိုက်လား။ Zushin ကတော့ first ban မှာထည့်တယ်။Zushin က sorry ပါထားပြီး KB ban လိုက်တာလေးလည်းကောင်းတယ်။ KB လေးလည်းကောင်းတယ်ဟုတ်တယ်။ဘာပြောဒီလိုမျိုးကောင်းနေရတော့လက်ရှိမှာတော့ ban ရမှာပဲဗျာနော်။အဲ့တော့ဒီ Lunos တွေပါလေသူတို့ကတခါတည်းအပြီးတော့ ban ထားပြီးသားပဲ။ဒီတစ်ဖက်တစ်ကောင်စီကတော့ကြံနေသေးတယ်ဟုတ်တယ် Lunos ban တာကတော့သူတို့ Uranus တွေပါယူတော့ဒီ Uranus ရဲ့ early impact တစ်ခုကိုအသုံးချပြီးသူတို့ early မှာလိုက်ချမယ်ပေါ့နော်အဲ့တော့တစ်ဖက်ကလည်း Grok တွေပါပြန်ပြီး ban တာဒီပွဲမှာတော့ဒီ Grok ရဲ့ Tectonic Charge တွေเนาะဒါမြင်တွေ့ရမှာတော့လုံးဝမရှိတော့ဘူးYG Selena ကိုပါပိတ်ချထားလိုက်တာဗျအဲ့တော့နည်းနည်းဘာနဲ့တွဲကြမလဲကျွန်တော်ကြည့်နေဒီ haircut နဲ့လိုက်ပြီးတော့မှ Justin အနေနဲ့ကပေါ့နော်သူတို့ဒီ Mage ကတော့မထွက်လာသေးဘူးဒါပေမဲ့ဒီချိန်မှာ D အတွက်ဒီ EHP lane မှာ
အားလုံးကတော့ပါလာပါပဲအားလုံးပြီးတော့မစိုးရမစိုးဒီဘက်တော့ကောင်းတယ်ဗျဒီ meta မှာဒီ patch note ဘိုင်းမှာလည်းအားလုံးက damage ဘိုင်းလေးပဲနည်းနည်းနှက်ထားဆိုပေမဲ့သူ spare farm ကတော့အခုကြီးအားကောင်းနေသေးတယ်အဲ့တော့ Arlo versus Uranus ဒီ lane matchup ကတော့တော်တော်လေးကိုမှစိတ်ဝင်စားဖို့ကောင်းတယ်ဗျဟုတ်ပါတယ်အဲ့ဒါဆိုလို့ရှိရင် YG နောက်ဆုံးတော့ last bit နဲ့ကောင်းတော့ကျန်မယ်သူတို့ကိုယ်တိုင်လည်းဒီ mid hero ကတော့ကျန်နေသေးတာဆိုတော့ဒီဒီမှာ Lina နဲ့ Justin အားပြိုင်မှုတစ်ခုကိုလည်းကျွန်တော်တို့ကြည့်ရမယ်မဲ့မှာပေါ့နော်ဆိုတော့ဒီ6ဝါကြောင့်လည်းကျွန်တော်တို့ကဘာပြောလို့ပြောမှမသိသေးဘူးရိုမာလည်းဖြစ်နိုင်တယ်မျိုးခုနကရှောင်းမပြောခဲ့တဲ့အတိုင်းပိုင်းဒီ goal lane လည်းဖြစ်သွားနိုင်သေးတယ်ဆိုတော့လောင်းအိနေတော့ထွက်လာပါပြီလောင်ရီเนาะဒီချိန်မှာတော့လီနာရဲ့လောင်ရီကိုတော့ပြန်လည်ပြီးတော့ပဲမြင်တွေ့ထားရတယ်အဲ့တော့flanking တွေဘယ်လောက်ထိလှုပ်ထားနိုင်မလဲပြီးတော့ teleportation တွေနဲ့ဘယ်လိုဗရက် setup တွေချသွားမလဲဆိုတော့ဒီဘက်မှာကြည့်ရမယ်ပေါ့နော်လောလောဆယ်ဒီချောင်ရဲ့ flexible ဖြစ်နေတဲ့အရာတစ်ခုကိုတော့နောက်ဆုံး last bit မှာပြသဖို့တော့အချိန်တစ်ခုတော့ရောက်လာပြီအဲ့တော့ချောင်အနေနဲ့က Roma ပဲသွားချင်တာလားဒါမှမဟုတ် goal lane သွားမလား Roma သွားမယ်ဆိုရင်တော့တစ်ဖက်ကထုတ်ထားတဲ့ဒီအားလုံးလို့ပါလို့ဒီ mini disable လေးတွေပါနေတာဖြစ်တဲ့အတွက်သူ pick off လုပ်ရတဲ့အပိုင်းလေးမှာနည်းနည်းအခက်ခဲတော့ရှိနိုင်တယ်ဗျဟုတ်ပါတယ်ကဲဟိုတော်တော်လေး YT တော်တော်လေးအချိန်ပေးပြီးတော့စဉ်းစားနေပြီဗျာနော်တော်တော်လေးဒီရှေ့မှာရှိခဲ့တဲ့ hero 3ကောင်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လဲဝိုးအဲ့တော့ 4BS နဲ့ Kadita နဲ့ Kadita hacker အဲ့တော့ goal lane ကနည်းနည်းလေးခံမှန်းရခတ်သွားတယ်ဆိုတော့ Uranus ကိုပဲ goal lane သွားဖို့ဖြစ်လာမလားဒါပေမဲ့ကျွန်တော်ထင်ရတော့ခြောင်မဲဖြစ်ဖို့တော့များမှထင်တာပဲတဲ့မှာ तू ဒီ can ပြူရတာရိမ့်မကောင်းပေမဲ့လေရတော့ G Quantum နဲ့ပဲသွေးလိုက်ပြီးတော့ shot နည်းနည်းပါဒီထိန်းတာပေါ့နော်သွေး shot fan လာပြီးတော့ပိုင်းဟုတ်တယ်တစ်ဖက်ကလည်းဒါ Justin ရဲ့တကယ်မှကောင်းခဲ့ပါတယ်ဆိုတော့ကတိတာပြန်ပြီးတော့တွဲထားတယ်စတွေးနေရပါတယ်ဂျွန်ဆင်ကတိတာများလာမလားလဲအဲ့ဒါကြီးကပို့ပြီးတော့အန်ရများနော်တကားကြီးနဲ့တိုက်ပြီးခါလေးရေဘော့ခွဲသွားတယ်တန်းပြောက်ကဲဒါဆိုလို့ရှိရင်တော့ drug ကတော့ပြီးသွားပြီနှစ်သင်းစလုံး organ ကလည်း drug ကလည်းမိုက်တယ်သူတို့ signature လည်းအများကြီးလည်းပါတတ်ပြင်တစ်ဖက်ကလည်း YG လည်းဖြစ်နေတယ် Fanny ပဲလည်းကျွန်တော်အနေနဲ့ပြန်ပြီးတော့ကြည့်ရမယ်ပြီးတော့ဒါသည် Best of 1 series ရဲ့ Swiss state ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုတော့เนาะ in game လေးမှာဘယ်လိုအခြေအနေမျိုးလေးဖြစ်သွားမလဲဆိုတော့ကျွန်တော် caster နဲ့ပဲသွားပြီးတော့ကြည့်လိုက်အောင်အဲ့တော့เนาะကျွန်တော်တို့အားလုံးပဲဒါချစ်ချင်နေကြတဲ့เนาะ Annual Season 3ရဲ့ Swiss Stake Day number 1စလာခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်အဲ့တော့ပထမဆုံး Day 1 match 1ပွဲမှာနေတဲ့ YG Budget ကလည်းကျွန်တော်တို့ပြောချင်တာစတင်လာခဲ့ဖြစ်ပါတယ်ဟုတ်ပါအေး First Black ကျွန်တော်တို့ပွဲရဲ့လုံးဝအစပိုင်းဒါ10မိနစ်ဒါမပြည့်သေးတဲ့ပေါ့နော်တိုင်လေးတစ်ခုမှတော့တကယ် First Black တော့စပြီးတော့ခွင့်ပြုပေးခဲ့ဘက်ကဟန်ရဲ့Fanny ဆိုတာလည်းတကယ်တော်လေးကိုလှုပ်ကောင်းတယ်ဆိုပေမဲ့နောက်ပြီးချက်ချင်းဆိုဟန်ကိုပြန်ပြီးယူပေးခဲ့တယ်ဗျာတော်လေးကိုမြန်ဆက်ရှိလာတဲ့ Hyuki လို့ပြောရလိမ့်မယ်ပေါ့နော်ပြန်လဲပြီးတော့ဒါကြက်ဖြစ်တဲ့ခံလဲပြန်ပြီးတော့တောင်းသွားခဲ့တော့ Hyuki ဝဲအဲ့တော့အားလုံးကလည်းပြန်ပြီးတော့အားလုံး Genius အဓိကထူးဆန်းသွားတာကဒါအပေါ်လည်းမပြန်ပြီးတော့တွေးလိုက်ရတယ်က 4PS goal lane ဆိုတာလေးကိုတွေးလိုက်ရတယ်ပေါ့နော်ဟုတ်တယ်ဒီထွက်လာတဲ့6ရဲ့ 4PS ရဲ့ Uranus ရဲ့ဆိုတဲ့ဂျားလေးတွေပါဘူး goal lane သွားမယ်ဆိုတာလေးကိုတော့ဒါ drop မှာအနေငယ်စဉ်းစားတော့ကြက်သွားခဲ့မှာတကယ်ထွက်လာတော့လုံးဝ stick 4PS တော့ပြန်ပြီးတော့ရွေးချက်သွားပါတယ်ဒီကတော့ Moscow တွေပါအကြောင်း 4PS နဲ့ထိန်းရတယ်လေပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်သူတို့တွက်စားတာပုံနဲ့အနေထားတစ်ခုကတော့မစိုးတော့မစိုးနောက်မီအနေနဲ့ကလည်းပဲဒီဘက်မှာ haircut ကိုပြန်ပြီးတော့ယူခဲ့ရကြအဲ့တော့ရှစ်ပွဲတွေပါမှာဆို YG နေတဲ့ဒါ haircut ကိုအမြဲတမ်းဒီဘက် pick picture ရှိခဲ့ရဆိုပေမဲ့ဒီမှာ organ သူတို့စတင်ပြီးတော့ပဲ haircut ကိုရွေးချက်လာခဲ့တယ်သူတို့ထွက်လာခဲ့တဲ့ drop အရာမှာလည်းဘာမှတော့သိပြီးပြောစရာမရှိဘူးတစ်ဖက်ကဒါ YG ဆိုတော့လောလောလတ်လတ်မှာတော်တော်လေးကိုအင်အားကြီးနေတဲ့အတင်းပြတ်တယ်လို့တစ်ဖက်က organ ဆိုတာကျွန်တော်တို့လောက legendary player တွေနဲ့ပြန်လဲစုဖွဲ့ထားခဲ့တဲ့အတင်းတင်းလို့ပြောရတယ်မမှားဘူးဗျတော်လေးကိုစိတ်ဝင်စားမှုတော့ကောင်းတယ်ကျွန်တော်လက်ရှိဒီက YG ဒါကြာသေးခဲ့ရမှာတကယ်ကိုမှသူရဲ့ဒါဘုံတစ်ခုရယူနိုင်ခဲ့တဲ့ဒီကနေ့ကရှိနေခဲ့အတင်းတင်းကိုလည်းဆက်လက်ပြေးခဲ့ရတာ organ ဒီလည်းပဲဘောကမပြေးခဲ့ရတဲ့အတင်းတွေဖြစ်တဲ့ player ဖြစ်တဲ့အတင်းတွေပြေးခဲ့ထားတဲ့ပွဲစီတစ်ခုမှာတော့ဒါလက်ရှိရိုင်းလေးပဲ Hyuki 1-1နဲ့ပဲငြိမ်နေပြီးတော့ဒါ first starter တော့စ try မှုတော့ကြိုးစားနေပါပြီ။ Okay အဲ့တော့ first starter ကျွန်တော်တို့ဖက်မှာ hand တော့စပြီးထိနေတော့ over stick စပြီးပေးလိုက်ရတယ်ပဲ။အဲ့တော့ဘက်ကနေပိုးပြမရှိတော့တဲ့တစ်ခုမှဒီပြေးပြီးတော့ဝင်လာဖို့ကြိုးစားနေနောက်ပြီးနောက်ကနေ dark knight fall လေးပြန်ပြီးတော့ခန့် retriever တက်ပြီးတော့ရတာဒီတော်တော်လေးကိုလက်ပတ်သေးတာနေတဲ့တကယ်ကို battery ချားထဲမှာတော့ Hyuki တစ်ကောင်နဲ့အတူနောက်တစ် turtle လေးကိုထပ်ပြီးတော့ organ ပိုင်ဆိုင်ထားခဲ့တယ်ဖြစ်ပါတယ်။ So Hyuki ပိုင်ဆိုင်ရမှာနောက်တစ်ကောင်ထပ်မှတ်ပြီးတော့ရရှိသွားခဲ့ဆိုတော့ organ နောက်ပိုင်းမှာလည်းတော့ YG လောက်တော့စပြီးတော့တောင်းတာလာနေခဲ့ပြီ။ဒီကနောက်ကနေပြေးကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ပြီး hack အလုံးနေရာလေးတော့ကောင်းနေလို့ပြောလို့ရတယ်။ဘာလို့မရှိသေးဘူး။ဆွဲကိုတော့နေတယ်ပဲနောက်ချက်တကောင်အပိုင်သိမ်းသွားပြီဖြစ်တဲ့နာအိုမီတော့3-0ပါ။ဟုတ်တယ်။ကန်တော့မင်းပေါ်ပဲပြန်ပြီးတော့ပဲဟန်လက်ချက်တွေနဲ့တော့ပြန်တော့ပြီးထားရတယ်ဗျ။ညာကြီးတော့ပြဿနာတော့မရှိသေးဘူး။ကန်နေတော့ဒီချိန်မှာနှစ်ကတီးတီးတော့တာသူ့နေကြာလာရဆိုတော့ခေါင်း blink မရဘူး။ဝေးတော့ကိုမရဘူး။မှဒီနောက်နောက်ပြီးပြေးပြီးထိမိလာတယ်ဗျ။ဘက်ကနေပြီးတော့ blink နေနေရတော့ကျွန်တော် Hyuki ရမလာခဲ့ဘူးဆိုရင်လည်းပဲသူကထပ်ပြီးပေးလိုက်ရဆိုတော့နောက်ပြီး Hyuki က fight CC ပါ။ဘာလို့လုံးမတူကြီးပဲငါ့ကောင်လုံးရရှိထားတာကြီးရောလုံးဝအရင်မြန်နေပေါ့နော်ဆိုတော့5-0ထိတောင်မှရရှိသွားခဲ့ပြီတွက်လာတဲ့အဲ့ဒီ damage ရှင်တွေထပ်ပြီးသွားမယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာတကယ်ပဲဒါထိုးခဲ့ပြီဆိုတော့လော်ရီတို့ဘာပြန်ပြီးကြည့်မယ်ဆိုလီနာအရင်အောင်ခံနိုင်မှာဘောလုံးကတော့ hit ချပြီး push
တွေတောက်ချက်ပြီးတော့ဂျိုးသားလာတဲ့ stage နောက်မှာ ace ကတော့တော်လေးရော့သွားတာ ဟုတ်တယ်ဒါပေမဲ့အဲ့ဂိုးလေးမှာ 1v1 တော့အဆင်မပြေဘူးဗျာဒီအချိန်မှာတော့ Moscow အနေနဲ့လုံးဝသွားပိုးပြက်ကိုသွားထိလို့ရမှာမဟုတ်ဘူးအဲ့ဒါကိုသိတယ် Cam နဲ့နောက်ပြီးတော့တစ်ချင်းပဲတန်းပြီးတော့ပေါ်လည်းပြေးပြလာခဲ့ဆိုတက်ပြီးတော့ပဲ Steve ကိုပါထပ်ဖြတ်ဖို့ကြိုးစားနေတဲ့ Stick လုံးဝမသေးသေးပါတော့။ပြန်ပြီးတော့ dimension တွေနဲ့ပြန်ရောက်လာခဲ့တော့နာ Omi shut down Blink ကပြန်ပြီးတော့ယူသွားခဲ့ပါတယ် ကဲရရှိသွားခဲ့တဲ့ shutdown game ရတော့အကောင်းဆုံးလို့ပဲပြောပြလို့ရတယ်ဘောလုံးမတီးပြန်လဲပြီးတော့ final stage ပြန်ပေးနေတီတောင်တို့ပါမလာခဲ့ဘူးဆိုရှင်ရှင်ကတော့ဒီချိန်မှာ Uranus Sky Knight တို့ကြောင့်မလို့တော့သူ့ရဲ့ဒီတိုက်ပြီးတော့ဒီ turret ကြော်ပြီးတော့ဖြည့်ရှင်းတာတွေကသူစပြီးတော့လှုပ်ဆောင်နေခဲ့ပြီပေါ့နော်လက်ရှိမှာလည်းပဲတွားပြီး mid တွေပါတွားပြီး roam နောက်တစ်ပေါ်လာမယ်ဆိုတော့ target လေးကြလို့ရှိရင်သူ့ရဲ့ scale စားသုံးမှုတွေကဘယ်လောက်ထိကျန်နိုင်လဲရှိတော့မလဲဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ရပါဦး Main lane game တိုင်မယ်တခုကိုရောက်လာရင်တော့ Ace အနေနဲ့ position နည်းနည်းလေးပျောက်ဖို့များတယ်ဗျာသိလားဘာလို့ win time မဲ့ hero တွေဖြစ်တယ်အဲ့လိုမျိုး Uranus တို့ပေါ့ဆိုရင်နောက် Moscow နောက် cap ဖို့များတယ်ပြီးတော့ Ham ရဲ့ fan တွေဆိုတာလည်းဒါရရင်ရဆို Moscow ပြေးပြီးတော့ aim 3v1 ဘာမှလှည့်ကြည့်ကြအောင်ဘယ်လိုလုပ်သေးကြလဲရင်းထပ်ပြီးတော့ပေးလိုက်ရပြန်ပါပြီ ရှိမှာတော့ဒါအောက်လမ်းမှာရင်းကျသွားတဲ့အချိန်ကတခုမှလည်းပေါ်လာခဲ့တဲ့ကြာတဲ့နေ့မှာလည်းကျဲကြီးနေခဲ့ဆိုတော့ဒီထောင်းဖို့တော့ကြိုးစားလိုက်ပါသေးဟိုနောက်မှာ Justin နေကတော့ easy လေးပဲ Rory ပြခွဲပြီးတော့ဒါချောက်ပြီးသွားနိုင်ကြလို့တော့ဒီဘက်မှာကြာလာခဲ့တဲ့ချိန်ကိုကြာပြီးနေတယ်ဆိုတော့ဒီစပီးတော့ရောက်လာခဲ့တဲ့ဟဲဝါဝိုင်းပြီးစားဖို့ကြိုးစားနေခဲ့ပြီးအိုးကရတော့ရခဲ့ဘူးတစ်ဖက်မှာပြန်ပြီးရရှိသွားတာတော့ဒါတလေးပါပဲ လုံးဝဒီဘက်မှာ Naomi တော်တော်လေးကိုအလုံးလုံးတာအရင်အဆင်ပြေနေရဗျာသူအနေနဲ့ဒါ hack up လို့ hero မျိုးလည်းရထားတယ်ပြီးတော့ဒီ lane roaming ပိုင်းမှာတော်တော်လေးကိုအဆင်ပြေနေရဗျ Blink လာပြီးတော့ Ace ကိုချောဖို့ကြိုးစားတယ်ဆိုတော့ Blink Nami နဲ့ Ace ပြတ်နိုင်ပါမလားတက်ပြီးတော့ကြည့်ရမယ်ဆိုရင် Ace Purify right time လေးပဲပြန်တော့တုံးထားရဲဆို Blink hero ကတော့ထပ်တော့မရခဲ့ဘူးဗျာ နည်းနည်းလေးလွဲကြဘူးလို့သွားခဲ့တော့ Blade မှာပြန်ပေးရတော့ပြီးချစ်ချင်းကိုပြန်လိုက်လာတယ်ဟိုမှာ Justin လိုက်လို့ကဲလည်းပြန်ပြီးတော့ရောက်လာခဲ့ပြီဟုတ်တယ်ပြန်ပြီးတော့မိနေခဲ့တော့ဘောလုံးဒီလိုက်ချဖို့တော့ကဲလည်းပြစ်နေရနေတာတခုမှတော့ရိုင်းတော့မလွယ်သေးဘူးလောက်ရရင်တိုင်ပါကြီးပြန်ချပြီးနောက်မှာတော့ final set တွေတော့ခုံတုံးပြီးတော့ပြန်ပြီးတော့ down သွားခဲ့ပါအဲ့တော့ Ham ထပ်ပြီးတော့ပေးလဲဆိုမှ Stick နဲ့ 3v1 ကြားတယ် Pobius ဒီမိုနဲ့ပိုးတွေတောက်ချောက်ကိုပြန်တောင်းနေပါဒါပေမဲ့ဒီလုံးဝမသေးသေးဘူးနောက်မှလည်းကန်နေကြီးနေတော့ဒီတစ်ခေါက်မှာတော့ဒီနဲ့ damage အောက်မှာပြန်ပြီးပေးလိုက်ပြီးတော့ Naomi ဒီကောင်တော့ကြံခဲ့တဲ့နောက်မှာ 3v1 Naomi ထပ်ပြီးတော့ပေးလိုက်ရပါတယ်ဒီမှာပြန်ပြီးတော့ကြာသွားခဲ့ရတာ1 for 2 trade ပေါ့နော်ဟဲ့ပြန်ရခဲ့ဆိုတော့သူတို့ဘက်ကပြန်ပေးလိုက်ရနှစ်ယောက်တော့ပြန်ပြီးဖြစ်သွားခဲ့ပြီဟုတ်တယ် Ace အနေနဲ့ကလည်းဒါလေးဆွဲပေးပြန်ပြီးချင်းချင်းဆုံးသွားခဲ့ပြန်ခုမှာတော့ပြန်ပြီးတော့ဒါအောင်လဲကိုပြန်ပြီးချိန်တော့ဒီနေရာလေးမှာလုံးဝသူလိုချင်နေတဲ့ဒီလိုတော့ကြားလိုက်ခဲ့ပြန်ပေးလိုက်ရဒီလောက်ကြီးရဲ့ rotation လေးတွေကြားထဲမှာပြတ်ပါတော့တယ်ပါပါတယ်နောက်ဒီဘက်ကရင် rotation လေးညာနည်းနည်းတော့ဆိုနောက်တစ်ခုကစဉ်းစားမှလို့ Fanny နဲ့ဘက်ကနောက်ကြီးနဲ့တွဲတာဆိုတော့ Fanny ရဲ့လို့ cable တွေလည်းချက်ချင်း mobility ရမှာမြန်တယ်နောက်တစ်ခုက dimension ကမှထပ်ပြီးတော့ပါနေသေးရဆိုတော့ပြီးတော့ထားမယ်ဗျာအဲ့ဒါလေးရတော့ကျော်ပွဲကတော့ကျွန်တော်တို့ရဲ့ဒါပထမဆုံးသောဒီ match plan မှာနေကိုပဲချိန်နေကိုတီးနေပဲ Naomi လုံးဝ Naomi ကတော့ vision ပေါ်နေတော့သူ့ကိုအိမ်မှာပဲဗျာအော်လည်းပါလေ Ace ကိုတက်ပြီးတော့နောက်တစ်တောင်းသွားတယ်ဒါပေမဲ့ဒီရဲ့ stick ကိုတော့တော့ဘောင်းပြီး white chip ကိုချိန်ထားလာခဲ့ပြီလည်းပဲဟိုကလည်းလွယ်လွယ်နေခဲ့တဲ့လုံးခုတော့ဖြစ်နေခဲ့ပြီမကြခင်မှာပေါ်လာတဲ့နောက်ဆုံးတော့ less တာလေလက်ရှိနောက်ပိုင်းသားရမှာကြည့်ရဆိုလို့ရှိရင်900ပဲကွာနေတယ်တခုကဒီတစ်သေးလုံးရဲ့တော့ family ကလုံးဝဒဲတူယူဖြစ်နေတယ်လို့ပြောရတယ်ဟဲ့ရှေ့ဘာပြီးတော့ပါတယ်baf တွေပါတော့လာပြီးတော့ယူတော့ယူထားရဆိုမယ်ဟိုမှာတာတဲကတော့ပေါ်တော့ပေါ်နေပြီ less start တွေပါအဲ့ less start တွေလေးမှာတော့ဘယ်သူကတက်ပြီးတော့ရမှာလေစပြီးတော့ကြည့်ရအောင်မင်းတို့ရင်းအောင်ဒီချိန်မှာသူ့ရဲ့ဒါလိုက်ပြီးတော့ဒါနောက်ရှက်တော့မဲ့ချိန်ကိုရောက်နေခဲ့ပြီအဲ့တော့သူတောက်လျှောက်လိုက်ပြီးတော့အောင်နေလိုက်နောက်တော့မယ်တောက်လျှောက်လိုက် rush ကိုကြိုးစားနေနေတာနော်မီလည်းရန် mission တွေပါပေါ်နေလို့မရအောင်အဲ့တော့ retreat တစ်ချက်တော့ပြန်ပြီးတော့ကြည့်ရမှာမကန်ဟေးအိုးကနေဟန်ရအောင်ပြန်ပြီးယူရမယ်တော့ KB ကြားထဲမှာကန်မှာတပြည့်ယူကြိုးစားနေတော့ကန်လုံးဝမသိသေးဘူးဒီနောက်ကနေ badges တွေပြန်ပြီးတော့ထိုးပေးထားတယ်ဗျမရသေးဘူးဆိုမှ stay တောက်လျှောက်ကိုဒီမိုးတွေ post တွေပြန်တောင်းထောက်မှာကန်နဲ့ Lina ပြန်ပြီး trade ထားပါသေးတယ်နောက်တက်ပြီးတော့ပဲလိုက်ချဖို့ကြိုးစားနေခဲ့ဆိုရင် Justin တို့ရဖို့လုတ်ခဲ့ပြီမဲ့လည်းပဲစင်တော့ပြေမနေခဲ့တယ်ဟိုရှိမှလည်း stick ကသွားပြီးကြော်ပြီးတော့ရေကိုကြည့်နေခဲ့တယ်ဒါပေမဲ့သွားပြီးတော့တက်ပြီးအောက်မှာတော့တော်လေးကိုနေပါသွားခဲ့ဆိုတော့ Blade လက်စစ်ချက်လောက်တာတက်ပြီးတော့ stand with ပေးလိုက်လို့ဟဲ့ဒီချက်ချင်းကိုကတ်သွားပြီးပြေးနေကြားထဲမှာတော့ပြပေးလိုက်ရပါတယ်လုံးဝ hand right time လေးပဲလာပြီးတော့ ace ကိုစားသုံးနိုင်ခဲ့တဲ့အပြင် Justin ကိုပါထပ်မှန်ပြီးတော့ပိုင်ဆိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ hero kill လေးတွေဇာတ်တဲ့တစ်စပုံပို့ပြီးတော့ YG တိမ့်ပိုက်ထားနိုင်ခဲ့ပြီဗျနောက်ခက်အရမှာပါသူတို့နေတဲ့ 3k ဝင်းကျင်လောက်ထိထပ်ပြီးတော့တာလာခဲ့တာဟာဖြည်းဖြည်းနဲ့အိုးခန်းကိုတော့ဒါသူတို့နေတဲ့နိုင်ပွဲရယူဖို့အတွက်အကောင်းဆုံးပြင်ဆင်နေခဲ့ပြီဗျချက်ချင်းဆိုလို့ပြန်လဲပြီးတော့ပြင်ဆင်လာခဲ့တဲ့ပုံစံလေးက YG ဟုတ်နေခဲ့တယ်ပေါ့နော်အားလီမှာတော့ Naomi တောက်လျှောက်ဆိုလို့ hero kill တွေယူပေးနိုင်ခဲ့တယ်ဆိုတော့လက်ရှိ style တစ်ခုမှာတော့ပြန်လဲပြီးတော့ဒီ YG ရဲ့ခုကြားထဲမှာပြန်ပြီးတော့ပြုတ်နေခဲ့တာဆိုတော့ Naomi အောင်လဲဒါ secretary ဒီပါယူပြန်ပြီးဒီနေ့ဒီမှာကာလာခဲ့လို့ရှင်းအဓိကရင်းနဲ့လိုက်ရှုပ်သွားတာကပို့ပြီးတော့စိုးသွားနေပါရဲတောက်လျှောက်ကိုလိုက်ပြီးတော့အော် Naomi လုံးဝကျွန်တော်ကပြောလို့ပြောလိမ့်မုံမှာသူ့ကိုတွေးလိုက်တာနဲ့ဝိုင်းပြီးတော့ဖြတ်ဖို့ကကြိုးစားနေပြီ။မောင်ကလည်းပဲဒီ strike တွေပြန်ပြီးရိုက်ထားရဲဆိုရင်လည်းပဲ rock wave pick လုံးဝမတည်သေးဘူးဒီတစ်ခေါက်နောက်တစ်ချက်မှာတော့ဒီ
ရိုက်ချက်တွေကြားထဲမှာပြန်ပြီးပေးလိုက်မယ်ဒီနာမှာတက်ပြီးကျွန်နေခဲ့ဆိုတော့ရင်းအောင်တောက်ချောက်လိုက်ပြီးတော့ကာဗာလုပ်ပေးနေသေးတယ်မရတော့ဘူးဒါပေမဲ့ရင်းမှာတက်ပြီးတော့ပေးလိုက်ရနိုင်တယ်တောက်ချောက် get လုပ်ပေးနေပေမဲ့လည်းဒီ 3v1 2v1 ဆိုတဲ့ situation တစ်ခုလည်းပြန်ပြီးတော့ရောက်နေကြတော့ back get တွေရှိနေတဲ့ cap justin နောက်မှာတောက်ချောက်ကိုရှိနေ ace ပါထပ်ပြီးတော့ပါဝင်ပူပေါင်းလာခဲ့တဲ့ဘယ်တဲ့တစ်ခုမှာတော့ YMG ပြန်တော့ fall ထားရတယ်ဗျာ တောက်ရှောက်ကိုလိုက်ပြီးတော့ကြိုးစားလာခဲ့တယ်ဒါပေမဲ့ final square ပြန်ပြီးတော့ရိုက်ထားခဲ့ဆိုတော့ပြန်ပြီးတော့ဒီ diversion နဲ့အတူပဲလိနာလုံးဝ quick right time လောက်ကျသွားခဲ့လို့ဆိုတော့လွတ်သွားခဲ့လို့ပြောရမှာပဲဒီ final set တာတကယ်လို့ diversion ရဲ့အပြင်လာရောက်သွားခဲ့မယ်ဆိုတော့လိနာလွတ်ဖို့တော့မတွေ့တော့ဘူး လုံးဝ dimension နဲ့ကနေပြီးတော့သူဒီဆွဲထုတ်ခဲ့တာပေါ့နော် final slash နဲ့ဒါပေမဲ့နည်းနည်းလေးကတိလေးလိုသွားခဲ့နေတာတစ်ခုမှာတော့ဒီနာတော့ပြန်ပြီးတော့တွတ်သွားတယ်လောစရာသိတော့မရှိဘူး ACC ပဲဆိုရင်တော့မတီးနောက်တော့ make a mania wave ပြန်ပြီးရှင်းတယ်လောကလည်းပေါ်လာခဲ့ပြီး fast lock ဒီနှစ်သင်းကတော့လုံးဝတော့ share ချနေပြီတစ်ဖက်ကလည်းပဲတကယ်ကို O player လည်း legendary player လို့ပြောလို့ရတယ်တစ်ဖက်မှာလည်းပဲလက်ရှိနေတာတစ်ခုမှာအင်အားတောင့်တင်းနေတဲ့တင်းတင်းနဲ့တွေ့ရတဲ့ပွဲတစ်ခုကတော့ဂယ်ဝဲမြိုင်ဆိုင်တကယ်ဆို A score 3v1 ထပ်ပြီးကြီးပြီးကြိုးစားနေရတော့မရတော့တစ်ဖက်ကနေပြီး dimension တက်ပြီးဆင်းလာဖို့ကြိုးစား Oh my ace စပြီးတော့ပေးလိုက်ရဆို stick ကတော့လက်ကြီးကျန်နေသေးရဲ့ဗျာတစ်ဖက်ကလည်းရင်းရလည်းရှိနေဆိုဒီရဲ့ final ကမရှိတော့ the way of dragon damage ကြားမှာဒီပြန်ပြီးတော့ကြာဆုံးနေခဲ့တယ်နောက်ထပ်တက်ပြီးတော့ရှိနေတဲ့ Naomi နဲ့တူကန် over ဆက်လက်စားသုံးဖို့ကြိုးစားနေခဲ့ရင်းနဲ့ပဲကန်အော် Key Unity နဲ့လွတ်ဖို့သူကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့နည်းနည်းလေးလိုချက်တော့ရှိခဲ့တယ်ဗျာ နိုင်ငံလေးလက်စစ်ချက်မှာတော့ပြန်လဲပြီးတော့ပေးလိုက်ရတယ် open down into မှာပေါ်လာနေခဲ့တယ်ဒီ first block ကို white စပ်ပြီးတော့ five ချိန်ကတော့ချိန်ကောင်းသူ့တော့ဖြစ်သွားခဲ့တယ်ဆက်မှာတော့ဒီတော့ down လာနေတယ်သူ့မှာတော့ first block ကတော့တော့ white အချက်ပဲဖြစ်နေတော့ပါ လောကတော့တေချာဝိုင်းပြဘာမှပြောစရာမရှိတော့ဘူးအဲ့တော့ Ogan ဒီလောက်ကိုလာပြီးတော့ယူဖို့တော့ကလည်းမဖြစ်နိုင်တော့ဘူး distraction တွေပါရင်နှမ်းပြီးတော့ cancel မဲတွေပါရင်နှမ်းနိုင်ချင်တော့နိုင်လို့ရရဆိုပေမဲ့သူ့မှာ distraction ကလည်းရှိမနေတော့တဲ့အခြေအနေတစ်ခုဆိုပြန်တော့ပေးလိုက်ရပြီခွင့်ပြုပေးခဲ့ရတယ်ပြီးတော့ fast lock ပါ Ogan ကောင်းကောင်းမတက်ပြီးတော့ defend ထားနိုင်မယ်လို့ထင်တယ် YG နေနဲ့ကလည်းပဲပွဲကိုတစ်ခါတန်း ammo တော့ကထင်သလောက်မလွယ်သေးတဲ့အနေအထားတစ်ခုဆိုတော့မဲက direct လောက်တော့သူတို့ရရင်ရလို့နှဲ့တော့နှဲ့ကြည့်မယ်ဗျ ဟုတ်တယ်ဆိုတော့လက်ရှိမှာတော့ဒါ mega ဒီအဓိက online ရဲ့ mega ပေါ့နော်ဆိုတော့ online မှာ second direct ကကျိုးတာတော့ဖြစ်နေနေတာသူ့မှာဆိုတော့ online mega direct တော့ပတ်တဲ့တူတော့စပြီးတော့ဗျာပေးရမှာလားအော်ဟဲ့ဒီရောက်ကိုပဲဖြစ်တာတော့လောင်ရွတ်ပါလာတယ် diversion လေးအဓိကကြုံလေးရဲ့ဖြစ်ပြီးတော့ဝင်တာနောက်ပြီးရှိနေခဲ့တယ်လေဒီရေးကြီးကာလာရဲ့ဆက်ခဲ့ရဲ့KV လေးတွေထွက်လာခဲ့တယ်မနောက်ညီချက်ချင်းကိုပြန်ပြီးတော့ပြီးသွားခဲ့တာပါ ဟိုကမှားလို့မရတဲ့အခြေအနေတစ်ခုတော့ဖြစ်နေခဲ့ပြီတကွာမှားတာနဲ့ဆိုတော့တပွဲလုံးပေးလဲရတယ်နေတာတစ်ခုပါပဲအဲ့တော့ဟန်လည်းအရင်ကြီးတော့ဝင်လို့မရဘူးတစ်ဖက်ကနေနောင်မီနေနေရလဲပဲဒါသူ block ကဘက်လိုင်းကိုပြန်ပြီးတော့နှိုက်ဖို့တော့ကခက်ခဲတော့ဖြစ်နေခဲ့ပြီပေါ့နော်ဘက်လိုင်းအရင်ဝင်လို့မရဘူးဘာလို့တစ်ဖက်မှာသူနှိုက်ဖို့အတွက်လေဂိမ်းမှာနှိုက်ကမဲ့ဟီရိုကထင်တော့မရှိဘူးဗျာတိလား ဟဲ့သွားပြီး hell လိုက်လို့မရလို့မျိုးလီလာလည်းပဲဒါရှိဆိုတော့ဘလိုင်းကိုသွားပြီးပြစ်ခဲ့ဒါ just ဒီတော့ပြတ်လို့သူကလည်းဆွဲတာကိုဝိုင်းသူလည်းပြတ်တော့ပြတ်သွားခဲ့အောင်အားလုံးရှိနေတော့ဆိုတော့ easily ရှင်းလို့ပြီးသွားခဲ့ပြီဆိုတော့ရင်းကတော့တော့ရှိရတယ်ဒီမှာငါ့တကြီးရက်တီပေးနေကြတယ်စစ်ကဲဒီလို post damage အောက်ပါလည်းပဲတော်ရီအထိနာတော့မပေးနေလီနာရဲ့ position တွေကြားထဲမှာ just တွေတူဝက်လောက်တိအောင်ရော့သွားခဲ့ပါတယ်တစ်ဖက်ကပေးနေစိမ့်စိမ့်ထားတဲ့ damage ကြီးကများတယ်ဗျာတိလားဒါပေမဲ့ပွဲကိုအဲ့လိုမျိုး YG ဘက်ကပေါ့နော်တစ်ခါလဲ split push တစ်ခါလဲတောက်လျှောက် pushing လုပ်ဖို့အတွက်ကမလွယ်ဘူးဗျဒါဆိုသူတို့ဘက်ကကြောက် Billy Hero တွေများတယ်ဟိုချောင်းတို့ 4BS တို့ UNS တို့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပေါ့နည်းနည်းလေးတော့ Rain Hero တိတ်မပါတာဖြစ်တဲ့အတွက်ကြောင့်ပါဘူးလို့ပြောလို့ရတယ်ပေါ့အဲ့ဒါလေးကသူတို့အတွက်နည်းနည်းလေးဒီပွဲကို Mega Tower တွေပိုင်းတက်ရိုက်ကားအခြေအနေမှာတော့အဆင်မပြေတာမျိုးလေးတော့ရှိရယ်ဒါပေမဲ့ 5v5 ဘယ်နဲ့ပိုပြီးဆိုင်မယ်ဆိုသူတို့ရဲ့ hero တော်တော်တောင်းနေဗျာဟုတ်တယ်ဒီချိန်မှာ Blade ကိုပဲပြန်ပြီးတော့ကြည့်ရတော့မှာ Blade အနေနဲ့က Ace ကိုပဲဖြစ်ဖြစ် Justin ကိုပဲဖြစ်ဖြစ်တယောက်လောက်ကိုဆွဲပြီးတော့ခေါ်ပေးနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီ battle ပြောင်းလဲနေပုံပုံပြီးတော့ပြောင်းလဲသွားနိုင်တယ်လို့ပြောလို့ရတယ်ဆိုတော့ Ace လည်းပဲဒီမှာလုံးဝသူ့အနေနဲ့ position တစ်ခုမကြုံဖို့အတွက်ကိုအများကြီး use ဆိုင်ကနေတော့ကြောက်နေခဲ့ပြီဆိုတော့ Gang Line ကပဲရှိရနေပြီးတော့ဒါဦးစီးဦးဆောင် spell လိုက်ရှာပြီးတော့ vigil light တောက်ပေးရတယ်လုံးပေးရပါသေးတယ်အဲ့တော့ dimension လမ်းပြီးတော့ပို့ပေးတာဆိုတော့ရိုင်းကောက်လို့မရအောင်နောက်ကနေပြီးတော့ tonight form ပြန်ပြီးတော့ပွင့်ပေးတာသေးဆိုတော့ဟမ်နောက်လျှောက် K ဘိန်းနဲ့ Can ကိုယူဖို့ကြိုးစားနေဆိုတော့ oh Justin တကယ်ကိုလာခဲ့မယ် rock ပွင့်မရခဲ့ပါနဲ့ဒီနောက်သူပြန်ရခဲ့ပါတော့ဘာမှလည်းချက်ချင်းဆိုတော့ဟန်ကတော့ပြန်ပြီးတော့ပေါ်ဖို့ကြိုးစားတယ် Can 3အရောက်နေနေခဲ့တရားတော့ဒီ over 2v1 ပြန်ပြီးတော့ကြိုးနေခဲ့ပြီး Can သေးဝါးကြီးဆိုတော့တစ်ဖက်ကနေဒီပါထပ်ပြီးတော့ကြားဖို့တေးရတော့ရှိနေခဲ့ပြီဗျာနောက်လျှောက်ပဲပြန်ပြီးတော့ပေးနေရဟန်ကတော့ပြန်ပြီးတော့ down သွားခဲ့နောက်မှာတက်ရှိနေခဲ့နောက်ပြီးအကျူကတော့ဒီဆို 2v1 situation 2ကောင်းတော့ထိန်းပေးနိုင်ခဲ့တော့ final တက်ပြီးတော့ direction down ဆွဲနေသေးပါပဲနောက်မှာတက်ပြီးတော့ပေးနေစစ်ကဒီ post damage နဲ့ဒီမှာဒီလုံးဝတော့မသိနေသေးဘူးရှင်းနေဒီကဘက်ကပေးနေတဲ့စစ် damage အောက်မှာဒီအချာကြီးကိုတက်တည်နိုင်ခဲ့တယ်နောက်ဆုံးသူရဲ့ဘက်ကမေဂါဒီရောက်လာတဲ့စီရလည်းပဲ 2v1 မှာတော့အသေးတိုင်းလိုက်ချမှုတဲ့အကျူမှာပြန်ပေးလိုက်ရပါတယ်အချိန်တော့တော်တော်လေးဆွဲပေးခဲ့တော့တွေ့ရတယ်ပြတီးနေနေရဒါပေမဲ့မတက်နိုင်တော့တဲ့ရှုံးမှာတော့ဒါသူပြန်ပြီးတော့ပေးဆက်လိုက်ရတယ်သူ Hyuki ဘာရအရင်မကွာဘူးလက်ရှိအရင်ကကျွန်တော်ပြောသူတောင်းနေတဲ့အတင်းကိုလူမျိုး Ogan အနေနဲ့ပြန်ပြီးတော့ဒီကျင်စော့ပြနေနိုင်တာတော်တော်လေးကိုကောင်းနေလို့ပြောရမှာအဲ့တော့နောက်မှဒီ A တောက်ချောက်ပဲ damage ပြန်ပေးနေဆိုပေမဲ့ is it oh ho
Justin တကယ်ပဲ profile လေးလာပွားလေးပြန်ပြီး Hero K ရအောင်ယူခဲ့သေးတယ်ဗျာ ဒီပုံပြန်ပြီးတော့တက်နေသေးတဲ့နောက်မှာတော့ရင်းတော့တော့ဖြစ်နေခဲ့တဲ့ JFC မှာတော့ရင်းနဲ့တနေ့ပြီးတော့နာလာခဲ့ပြီးတော့ JFC ရောက်နေနေခဲ့ပြီးတော့နောက်မှာတော့ပြန်ပြီးတော့ရှိတဲ့ဒီကတူမှာချက်ပြီးလိုက်တဲ့လူပဲချက်ပြီးတော့ပေါ်လာနေခဲ့တဲ့ second lot ဒီတော့ second lot ကိုတော့ Ogan ဘက်ကနေရင်ပေးချင်တော့စိတ်ဆန်တာတော့မရှိနေတော့အဲ့တော့သူကောင်းဆုံး position လေးတစ်ခုတော့ပြန်ပြီးတော့ယူပြီးတော့ပဲတော့တော့ဒီကောက်တာသူရလိုက်မယ်ဆိုရင်တော့ပြန်လဲပြီးတော့ Darren ဘိုင်းဆိုင်ရမှာတော့အနေငယ်ပြတ်တိုးလို့တော့ရအောင်ပါပါဟုတ်တယ် Network Camp ကလည်းထင်သလောက်မကွာဘူး 4K ဆိုပမာဏတကွာရိုင်းညာတော့ဟေးဒီကျမတို့ Naomi ချင်းတို့လိုပဲပြန်ပြီးတော့ကိုရောင်ကိုဝါရီပြန်ပြောင်းဖို့ကြိုးစားနေဟိုင်းမှာ energy မရှိတော့တဲ့နောက်ပါ Naomi ချက်ချင်းဟန်ကိုပြန်ပြီးတော့စားသုံးနိုင်ခဲ့တယ်ဗျာဟန်ရှိရတဲ့ဘယ်သူမှတက်ပြီးတော့ဒီဆိုင်ရတော့ပဲဆိုတော့ white ကြီးတော့မရင်းတော့တရားတော့ကြားရမှာကြောင်းနေခဲ့ဘူးတော့ကိုလေးက age ကိုရောက်ဆွဲပြီးတော့ကဲခဲ့နောက်ပါပဲ age ပြန်ပြီးတော့ down သွားခဲ့ပြီးတော့နောက်ပါ 4v4 situation ပဲရှိတော့တစ်ဖက်ကမှတော့ Jagan ဖြစ်တစ်ဖက်ကလည်းပဲ goal line ဆိုတဲ့ age ကတော့မရှိတော့ပါဘူး Blink damage ကတော်တော်လေးကိုများတယ်ဗျာချက်ချင်းဆိုသလိုရုပ်ချီးပဲတန်းပြီးတော့ဖြတ်သွားခဲ့တာပေါ့နော်ကျွန်တော် ace အနေနဲ့ကျွန်တော်ဒီပြောခဲ့သလိုမျိုးပဲဒီနောက်ပိုင်းမှာ ace အနေနဲ့က position ဖို့အရန်ခတ်တယ်ဗျအဲ့လိုမျိုး6အောင်တို့ပြီးတော့UNS တို့ POBS တို့အဲ့ဒါကိုမှ fan တွေတစ်ပြည့်နေရောဆိုတော့လေနည်းနည်းလေးတိုင်ပတ်နေတဲ့နေတာတစ်ခုလို့ပြောရမယ်အဲ့တော့နောက်မှ Naomi ကတော့ရှိနေရဆိုပေမဲ့ချက်ချင်းပဲအဲ့ဒီတော့ပြန်ပြီးတော့ပွင့်ပြတာ Blink ရှိရင်တောက်လျှောက်ကိုတော့ light တော့ချီပေးနေဆိုပေမဲ့လောကတော့နှစ်သိန်းလုံးခုချိန်ကြီးမျက်စောင်းနဲ့တော့မထိုးရဲသေးဘူးဗျရသေးတယ်ရဲဘူးပိုင်းတော့လုံးဝမရသေးဘူးဆိုတော့တော့ဖြစ်နေခဲ့ပြီကန်နေနေတော့ဒီဘက်မှာသွားပြီးတော့နောက်ချက်မှုတွေကိုကန်နေခဲ့ရပြီဆိုတော့ပြန်ပြီးတော့ရောက်လာတော့နာရီကတော့တစ်ပတ်လုံးမှာနေပြီးတော့တောင်းနေတယ်ရှိနေသေးရဆိုပေမဲ့ကန်နေနေကတစ်ဖက်မှာပေးနေ damage ကိုသူအကြာကြီးတော့ရက်တီမပေးနိုင်တာလေးတော့တွေ့နေရသေးရပေါ့နော်ဆိုတော့ဒီချိန်မှာ ace ပြစ်ဖို့အတွက်ကိုတော့အရှိကနေလုံးဝအကြာကြီးလောက်ထိရက်တီပေးနိုင်ဖို့တော့လိုအပ်လာသမျိုး ace ကိုတိုင်းကလည်းပဲရင်းတို့ဘာလို့ပြစ်ဖို့ဆိုနည်းနည်းလေးတော့ခက်ခဲနေပါသေးတယ်လောကလည်းပေါ်တော့ပေါ်နေပြီ second log ပြအဲ့တော့ဟိုးမှာ Blink ကတော့မရှင်လေးကတော့ရှိနေနောက်ပြီးသိတယ်ကျွန်တော်လုံးဝကြိုပြီးတော့သူတက်ထားတဲ့အကွက်တစ်ကွက်ထဲမှာ Blink ပေးလိုက်ရတယ်ဗျာဒီပဲပြန်ပြီးတော့ hand ဒီပဲပြီးတော့ဆွဲပြီးတော့နေတယ်ပဲနောက်မှာ Blink ရှိတော့ဒီတစ်ခုတော့ပြန်ပြီးတော့သူကစားလိုက်မယ်ပေါ့နော်5 goal တွေပုံစံသူကျေရောက်နေခဲ့တယ်ပေါ့ white ကြီးရဲရောတက်လို့မရနေတယ်နောက်မှာရဲနေချင်းပေးရတော့ဒီနေ့ပြီးတော့ကြော့သွားခဲ့ပြီဆိုတော့ဘာမှပြဿနာတော့မရှိသေးဘူးတစ်ဖက်မှာခဲအောင်သွားပြီးတော့နေလေး dance လုပ်ချင်တဲ့ပုံစံလေးတော့ရှိနေပါသေးတယ်ရန်ရွေးသွားပြီးတော့မလှုပ်ချင်သေးဘူးကွာ 4v5 ဖြစ်နေရဆိုတော့လို့တကယ်ယူမလားဆိုတော့လေသူဆုံးဖြတ်ချက်ကဒီချိန်မှာနည်းနည်းလေးဝေဝါးနေရလို့ပြောရမယ်ပေါ့နော်ရန်ကြီးလှုပ်လို့မရဘူးဒီချိန်မှာ decision making နေမှားဝါးနေတန်းပြီးတော့ပွဲကြီးကိုပေးလိုက်ရနိုင်တယ်ဆိုတော့အဲဒီတော့တတိယထားဟိုမှာတော့ Justin ကတော့ rock wave တော့ပြီးသွားပြီဗျာကျွန်တော်ဒီဘက်ကနေလီနာပြန်ပေးလိုက်ဆိုမှ hack ပဲ damage တွေတော့ပြန်ပြီးရှိနေတယ်လောရတယ်တစ်ဖက်မှာသူ့ရဲ့တော်တော်လေးကိုနေနေခဲ့ဆိုမှ Naomi ပြန်ချတဲ့နေတာတစ်ခုပါပဲအဲ့တော့ 1v1 ပြန်ပြီးကြတာဆိုမှ Refi ပြန်ပြီးရအောင်ယူခဲ့ဆိုတော့ဒီကန်မှာတက်ပြီးပေးရတော့မယ့်အခြေအနေတစ်ခုပါပဲကန်တောက်ချောက်ကိုပြန်လွတ်ဖို့ကြိုးစားနေကန်တော့လွတ်သွားခဲ့ဆိုတော့ဒီဘက်ကနေ ace တောက်ချောက်ကိုပြန်ပြီးပြခွဲပေးဖို့ကြိုးစား winner nature right die blink damage တွေဟာပဲအဆုံးသတ်နေခဲ့ ace တက်ပြီးကြားတယ်ဟိုမှာရှိနေတဲ့ Jasmine မှာတက်ပြီးယူဖို့ကြိုးစားနေဆိုမှအလဲမှာကျန်နေခဲ့ဒီ 3v1 ဒီတစ်ခေါက်မှာတော့သူ immortal ပြန်ကြဆို spin ပြန်လုပ်လို့မပြီးနိုင်တော့တဲ့တောက်ပါပဲဒီတက်ပြီးပေးလိုက်ရပါတယ်တော့ရောက်ဒေါင်းသွားတဲ့အတူမှာတော့တစ်ဖက်ကနေမှာ okay ချက်မှတ်ပြီးတော့ second round လည်းကားပါတဲ့အတူလဲမှာတက်လာတဲ့ minion win တွေလည်းရှိနေတာမှာလဲလဲမင်းသားတော့တော့စပြီးပြီးရတော့မှာတော့ robin ဆွဲတဲ့အတူမှာ stick ကတော့ပြန်ပြီးတော့ဒေါင်းသွားခဲ့ပြီခွေးခွေးလည်းပဲမရှိတော့တဲ့သူ့ပါပြန်ပြီးတော့ Justin ကို live ဖို့ကြိုးစားနေကြတယ် Justin အဓိကအချိန်ဆွဲဖို့ကြိုးစားနေတဲ့ပုံစံလေးမှာအဲကိုချက်ပြီးတော့မိနေတယ်လို့ဟဲ့ catch ကိုချက်ပေးထားရင်မလို့ Justin တောက်လျှောက်ကိုဆွဲဖို့သွားနေခဲ့တဲ့နောက်မှာတော့တစ်ဖက်ကနေမှာ second round easy ပြည့်လို့ရမယ်ဒီကဖြစ်သွားနေပါလုံးဝအဲ့ wall လေးကြော်ရင်လွတ်ဖို့အတွက်ရခိုင်နှုန်းအရန်ကိုများနေခဲ့ပြီဆိုပေမဲ့နောက်ဆုံး let's တစ်ချက်မှာ blink hero ကပြန်ပြီးရအောင်ယူလာနိုင်ခဲ့ဒါပေမဲ့ Justin လုပ်ပေးခဲ့တဲ့ကွက်တစ်ခုမှာတော့သူအချိန်အများကြီးဆွဲလိုက်ရတာဖြစ်တဲ့ကြောင့်မို့ဒီနေရာမှာလောရှင်းမှုတော့ကောနည်းနည်းလေးရော chance တော့ပြန်တော့ရသွားတယ်တော့ fan ဒီဘိုင်တော့ပြန်ပြီးလာမယ်အဲ့ကဟိုဘက်မှာချောင်းပြန်ပြီးနိုင်ဖို့ကြတယ်တော့အတက်ကြီးကျန်ကျန်နေပြီအဲ့ဒါတော့ဒီတော့ဘယ်လိုပြန်ပြီးတော့အဲ့ပေါ်လိုက်နိုင်ခဲ့ပြီးတော့ဒီ final set ဒီပိုင်းပြန်ပြီးတော့တော့ဒီပြေးနေရတယ်ရှိကလည်းစောင့်နေကြတယ်ချင်းရတယ်သူတို့က easy ပဲ bliss bay တွေရှိနေတဲ့အတွက်ကြောင့်မို့နောက်မရတော့လုံးဝတော့မသိဘူးဒီကမှသူ့နေတဲ့ဒီ hero ရဲ့ဘွေးကိုကြုံရင်ကြုံလို့တော်ပြီးတော့ဆွဲစားနေရလေးတွေတကယ်ကောင်းနေတယ်ပြောလို့ရတယ်ဒီပွဲမှာNaomiကတော်တော်လေးတော့လုတ်ကွက်တော့လုတ်ပေးနေပါသေးတယ်သူ hero ရဲ့တကောင်ရရင်တကောင်စားသူလိုက်ပြီးတော့ဖြတ်ပေးနေတယ်ဆိုတော့ပွဲကစားခြင်းရတယ်19မိနစ်18မိနစ်ဝင်းကျင်ဆိုတဲ့ timing တစ်ခုက Ogan အတွက်ကလည်းဘာမှမဆိုပြန်ဖြစ်သွားနိုင်တယ်ဗျဒီချိန်မှာ one way လက်တက်ရိုက်လို့ရတဲ့နေတာတစ်ခုဆိုတော့ YG သူတို့လည်းမှားခွင့်တော့မရှိတော့ပါဘူးလက်ရှိမှာတော့ပြန်လဲပြီးတော့ဒါသူတို့အနေနဲ့နည်းနည်းလေးပြန်ပြီးတော့ဖောင်ပြဖွဲဖို့တော့လိုအပ်လာနေခဲ့ပြီပေါ့နော်ဆိုတော့ဒီဘက်မှာလည်းပဲလော့ပေါ်ဖို့အချိန်တိုင်းတာတစ်ခုတော့လိုနေသေးပဲဒါတစ်ဖက်ကပြန်ကြည့်မယ်ဆို Mega Darren ကနှလုံးသားပြီးတော့ပေးတာတောက်ပိုင်းဆိုင်ရာမှာတော့ Ogan အနေနဲ့ကအရင်ကနှိပ်ပါနေရတွေ့ရပေမဲ့ဒီချိန်နေတာတစ်ခုမှပြန်ကြည့်မယ်ဆိုအချိန်တိုင်းတာရမှာလဲ18မိနစ်လောက်ထိတော့ဖြစ်နေခဲ့တဲ့နောက်မှာဒီ Darren တကယ်ချိုးမယ်ဆိုလို့ရှိရင်တော့အကြာကြီးတော့ချိုးအောင်မဟုတ်တော့ one way တက်သွားလို့ရတယ်ဟုတ်တယ်ကျွန်တော်အဲ့ဒါကြောင့်မလို့ဒီချိန်မှာ4 man လောက်တော့ YG ဘက်ကပြန် down သွားရင်လည်းထင်တယ်လို့လွယ်မှာမဟုတ်ဘူးဗျ
YG လည်းဒီချိန်မှာမှားလို့မရဘူးနောက်ထပ် tap lob တွေပါတယ်သူတို့ခဏတစ်ဖြုတ်တော့ပြန်ဆောင်းရလိမ့်မယ် lob တယ်မှာပဲ YG ဒါသူတို့တာနေရဲ့အကွက်တစ်ခုကိုပဲပြန်ပြီးတော့ပုံဖော်မှတော့ရလိမ့်မယ်ဗျဟုတ်တယ်ဆိုတော့လက်ရှိချိန်တိုင်းတော့ဒီခုမှာနောက်ဘိုင်းစားဆိုင်ရမှာတော့ YG 2K ဒါ 3K ဝေးတဲ့လောက်ပြီးတော့တာထားချင်တယ်တိုင်းတာရမှာလေအဲဆိုတော့နောက်တော့မဟုတ်တော့ဘူးလို့ပြောမှာဟဲ့ဒီကေဘတော့ဆွဲကြအောင်ဘာမှတော့ဖြစ်မနေဘူးကဲရဲ့သွေးရတယ်လေဒါနှစ်သုံးလောက်ထိရော့သွားပြီဆိုတော့အပဘာမှတော့ထပ်ပြီးတော့သွားလို့မရှိဒါပေမဲ့အဲ့ဒီကအေးစာပြီးတော့ပေါက်သွားနိုင်တယ်ရှိရဲ့နောက်မှချင်းချင်းပြီးဟာလေးရတော့ပြန်နေအချင်းရနာနေပြီလားဒီကအဲ့ fan တွေကိုကျွန်တော်တဲ့ဖန်းလို့ရတယ်ဒီကသိပါဘူးဗျာဒီအဲ့ဒါလည်းလေးတိုင်ပတ်နေရလို့ပြောရမယ်ဗျာဒီကတော့အဲ့ fan တွေကကေဘယ်လေးနဲ့ဝင်လဲထွက်လိုက်သူအေးစေးအလုံးလုံးပြနေရလို့လည်းပြောရမယ်အောင်ပြည့်ရှင်နေရလဲကောင်းတော့ကောင်းတယ်ဗျအဲ့ခြုံနေဥသာမှားဝင်လန်ခြောင်နေပါလေလည်းပြက်နေဗျဘာမှလုံးလို့မရဘူးဟုတ်တယ်ဘလင်းအောင်မခဲနိုင်နေတဲ့နေတာတစ်ခုမှာကဲလို့သာလီနာသာသွားပြီးရှိနေခဲ့မယ်ဆိုရင်တော့တန်းပြီးတော့73ညင်းလောက်နဲ့တန်းပြီးဖြစ်သွားမှာလက်ရှိမှာလော်ကြီးကလည်းစပြီးပေါ်လာခဲ့ပြီးဆိုတက်လော့ဒီလော့ကိုရဖို့တော့ချိန်ကတော့ home နေခဲ့သေးဘူးဆိုတော့ပြန်ပြီးတော့စောင့်တော့စောင့်ရအောင်ပဲပေါ့နော်လော့တီလည်းပဲနှစ်ချိန်လုံးကဟန်အနေနဲ့ကပထမလော့မှာတော့ဆိုလို့ရှိရင် retribution တော့မရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့တစ်ပတ်မှာပြန်ပြီးတော့ကန်အနေနဲ့က stand အနေနဲ့ပြီးသွားတဲ့အချိန်တစ်ခုမှာဟန်ပြန်ရခဲ့လို့နောက်တစ်ထပ်ပြီးတော့ second lock မှာလည်းပဲသူရဲ့ retribution မှန်ကန်စားပေးနိုင်မှုအောက်မှာ second lock ရသွားခဲ့ပြီးတော့ဒီတစ်ခါတက်လော့မှာရောထပ်ပြီးတော့ရရှိသွားပါလေဆိုတာလေးကိုတော့ဆက်စောင့်ကြည့်ရပါဦးမယ်ကျွန်တော်တော့အောင်လန်းနေလောဆယ် split push ဖို့တော့သူကျိုးသားနေရဗျဘယ်တော့ night တော့ night ချင်တယ်ဟိုသူတို့မှလည်းလောင်ကြလည်းပါတယ်ဆို dimension တွေကလည်းလျှက်တစ်ပြက်ပို့လို့ရမျိုးကလည်းရှိနေတယ်ဆိုအိုးကန်ကတော့ကျွန်တော်နေနေနော်နောက်တကားကိတ်ကိုသူလုံညောတော့စောင့်ထိန်မှရနေပဲဗျဟုတ်တယ်ဆိုအရင်ရောဒါသွားပြီးတော့လှထားလို့တော့မရနေသေးဘူးဒီကဒါ ace ကပဲပြန်ပြီးတော့စောင့်အောင်ပါလား ace ကတော့စောင့်မယ် blade နဲ့တွေးမယ်ဆိုလို့ရှိရင် ace ကလွယ်မှာတော့မဟုတ်ဘူးသူက purify နေရောနောက်တော့ဝင်ချက်တွေရှိနေသည့်တိုင်အောင်လို့တော့တစ်ချက်လောက်သာမိသွားခဲ့ပြီဆိုပြန်ပြီးတော့ဒီတိုင်းရမယ်သွားနိုင်တယ်ဟုတ်တယ်ဒီက diversion ကလည်းတခုရှိနေသေးတယ်တစ်ဖက်မှာ low dance လုပ်ပြီး diversion နဲ့တောက်တော့ချိုးရင်လည်းအဲ့ဒီကအရင်များပါတယ်မှန်တယ်ဒီကတော့ bina wave ဝင်သွားတယ် dimension နဲ့တန်းပြီးတော့ဆင်းသွားလို့ရနေရဆိုတော့အိုးကန်အဲ့ဒါမို့ low ပတ်တယ်ကိုလည်းသူလာပြီးတော့ join ဖို့တော့ကသိရမလားနောက်ကလည်းမလုံကြောမလုံပြစ်နေရပါတော့အဲ့တော့အရှိမဘက်တက်ပြေးဆိုင်မလားနောက်ကနေပြီးတော့ပဲချန်ပီယံဆောင်းအောင်မလားဆိုတော့စဉ်းစားနေရတဲ့အခြေအနေတစ်ခုဆိုတော့နည်းလေးတော့စဉ်းစားတာတော့တကယ်ကိုပဲအဆုံးပြတော့ခက်တယ်ဗျာခက်ခဲနေခဲ့နောက်မီအဲ့ဒီပြ3ရောက်တော့ပြေးစင်းလာတယ်တခုမှအေးပြေးမတော့ရတော့မယ်နောက်မှလည်းတောက်တော့လိုက်ဖို့ဂျိုးသားလိုက်မယ်ဒီကဒီတိုင်းပါရှိတစ်ခုနဲ့ပဲလုံးလုံးဖို့ဂျိုးသားလာနေခဲ့ YG ဒီလုံးနဲ့လေဆွဲခေါ်ထားလို့မချုံထဲမှာကျန်းစင်းသွားပြီးတော့တော့ဝင်ကျန်းပြီးအခွဲပေါ်တော့ရင်တော်ပြီးတော့ကိုင်းသွားခဲ့မယ်ပြတ်တော့မပြတ်သွားခဲ့ဟိုတော့မတက်ပြတ်ပြီးတော့မေးတော့တစားဖို့ဂျိုးသားလာနေတယ်ဖိုင်တော့တက်ပြီးတော့ရိုက်ပြီးတော့ပုံနေနောက်ကအေးကပြစ်ချက်တွေအော်ဆက်ချသွားခဲ့ရလို့တကယ်ရှိနေခဲ့ရေဟိုမှာတက်ပြစ်ဖို့ဂျိုးသားနေပါသေးတယ်ကဲအဲ့တော့ဖက်မှာလည်းပဲနာအိုပီနဲ့ Fanny တက်ပြီးတော့တွေးနေရတဲ့အခြေအနေတစ်ခုမှာနောက်ပြီးဟန်ဘယ်သူကတက်ပြီးတော့ရရှိသွားမှလဲအဲ့တော့ Fanny နေနဲ့ကတော့ဒီတစ်ခေါက်မှာ Hacker ကိုယူဖို့သူစူးစမ်းနေခဲ့တော့လဲပဲရတော့မရခဲ့ဘူးသူက Blink ကလည်းမရှိတဲ့အခြေအနေတော့မှဒီ 3v1 play ပဲအကောင်းဆုံးပဲပြန်ပြီးတော့ပေးရတယ် because တောက်ချက်ကိုထိုးပေးထားရဆိုရင်ပဲဒီခုချိန်ကျော်မပြတ်သေးဘူးဗျရှင်တော့ရှင်နေသေးရဆိုရင်တော့မှလည်းပဲချက်ချင်းစိုးသလို Jasmine ပြေးပြီးတော့ဝင်လာတယ် Rock Wave တက်ပြီးတော့ပဲခွဲပေးခဲ့ရဆိုရင်လည်းပဲလွတ်သွားခဲ့ဆိုဒီအနေနဲ့တွေ့ရအရောက်နေပြီရင်းကတောက်ရှောက်ကိုလိုက်မွေ့နေရဗျာနောက်မီဟိုးတော့ရှိနေခဲ့လို့ဟိုရှိမှလည်းပဲပြန်ပြီးတော့ပြေးပြီးတော့ကြိုးစားနေခဲ့ရတယ်နော်အေးကတော့တော့ရှင်းကိုပဲထိုင်ဖြစ်နေခဲ့ပြီပဲဒီကျုပ်ကစုံလိုက်အောက်ပါဘာတောင်းရရဲ့ငင်းဆုံးလို့နဲ့လက်ရှိမှာပေါ်လာတယ်ကျွန်တော်တို့ကောက်မှစာပြီးနေခဲ့ပြီတစ်ဖက်မှာကြာသွားခဲ့ရပါဘူးတယောက်တည်းပါ45ဆိုရဲ saturation ကိုရှိနေခဲ့တဲ့ဟန်ရဲ့ retribution ကိုတော့ပြန်ပြီးတော့ပြီးတော့ထားရပါလိမ့်မယ် Sistay ကကျွန်တော်တို့ဒီ web match 1ပွဲစဉ်မှာတကယ်ကိုပြန်ချက်ဖို့တပြည့်ပြင်းထန်နေခဲ့ပြီအဲ့တော့ဒီတောက်ချောက်ကိုကွဲပြီးသားသေးဆိုရင်လည်း airboat တက်မှန်တာဆို ground လေးနဲ့ပဲတပြည့်ခဲထားတယ်ပဲ stick ဒါပေမဲ့လွတ်ပါမလားဒီ damage ကြားထဲမှာတော့ပြန်ပြီးတော့ကြာသွားခဲ့ပြီတော့လည်းအေးတောက်ချောက်ကိုပြန်ဒီနားလည်းထပ်ပြီးတော့ down နေခဲ့သလို 2v3 လောက်ဖြစ်နေတဲ့ဒီနေရာဘက်တယ်လေးတစ်ခုမှာထပ်ပြီးတော့ YG ဘက်တက်ဆိုင်မှုတော့လွယ်တော့မလွယ်နေသေးဘူးဗျာခွေးခွေးတွေကလည်းတောက်ချောက်ကိုပြန်တက်နေခဲ့လို့ဘာမှလည်းပဲလောစပြီး drive လို့ကြိုးစားလာခဲ့လို့အိုးကဲအရင်တော့မလွယ်ကြီးအဲ့ဒီတိုင်းမှာတောက်ချောက်ကိုပွင့်နေခဲ့တာ၄ယောက်လောက်ဝိုင်းပေါင်းချိုင်းတော့ပြတ်မဲ့နေတာတော့ home နေခဲ့လို့ all လည်းမရှိနေခဲ့တယ်အဲ့လည်းပဲဒီနေ့ဝင်းချက်တက်ဖို့တော့ကြိုးစားနေတယ်နောက်ပြီးပြည့်ရှိနေပါသေးတယ်ဒါပေမဲ့ဖက်မှာတော့ပြန်ပြီးတော့ဒီ log ကိုယူရမှာလားပေးစလို့တာမှာလားဒီကြားမှာနာအိုမီပြတ်သွားခဲ့တယ်ဒီမှာပြန်ပြီး recall ရောက်လာတဲ့အချိန်ကတော့မိသွားခဲ့လို့ဒါကဲကောင်းသွားတယ်ပြောရမှာပါဒီဖို့ဆိုလို့ရှိရင်တော့ဒါဟန်အနေနဲ့တခါတည်းပဲဘတ်တော့တိုင်းပြီးနှိုက်သွားနိုင်နေတာတခုပါပဲရန်ကြီးတော့အိုးကန်ဘက်ကစိတ်လွတ်ကိုလို့ဘတ်တယ်လာဆိုင်လို့မရဘူးကြာမှန်တယ်ဒီအချိန်မှာသူတို့မှာလုံးဝ 3v5 situation တခုသူတို့ low ဘတ်တယ်ကိုသူတို့ယူလို့ရတယ်ဒါပေမဲ့နောက်မှာဒါဟန်ပြန်ပြီးတော့ထိန်းနေရဟန်ကိုပြန်ထိန်းနေရလေနည်းနည်းလေးတော့အလုပ်ရှုပ်နေခဲ့တာပေါ့နော်ဒါတော့မချင်းရအောင်လို့ဖြစ်နေပုံရောက်နေခဲ့တယ်ဒီကတော့တောက်ချောက်ဆို dash တွေ stand ပြန်ပြီးတော့တောက်ချောက်ပေးထားတယ်တော်လေးကောင်းတယ်ပေါ့နော်နေနေတော့တော့ဂျားထဲမှာရက်တည်နေခဲ့တဲ့ဒီဆိုအချိန်တော့ဒါအကြာကြီးရွဆွဲဆက်ဘေးထားနိုင်တယ်ဆိုပေမဲ့ချန်နီရဲ့သူတို့ရဲ့ဒါချန်စီကိုပေါက်နေတဲ့နေတာတခုမှကပြန်ကြည့်နေရလိမ့်နေရဲ့ wave ကအချမ်းကိုများနေခဲ့တယ်အဲ့တော့လောလာချီဖို့တော့ကတော်လေးခက်ခဲတဲ့ကိစ္စတခုဖြစ်နေခဲ့တယ်ဟုတ်ကဲ့
3-5 situation တခုမှာတော့ဒီလောမယူနိုင်ခဲ့တဲ့အနေတခုကလောလာပြီးတော့ပဲထိုးမှပဲရတော့မယ်ပေါ့နော်လူကြီးပေးပြီးတော့ပဲ အဲ့လိုပေါ့နော်သူတို့အဓိကအဲ့လိုမျိုးမေဂါပေါက်ထားတဲ့လိန်ကလောနဲ့စန့်ကျင်ပဲလိန်ဖြစ်နေရဗျအဲ့ဒါသူတို့လိန်ပြန်ပြီးတော့ defend ရပို့ပြီးတော့ခက်ခဲနေခဲ့တယ်ရှိနေသေးတယ်ဆိုပေမဲ့လည်းရင်ဖြတ်စရာအကြောင်းတော့သိတော့မရှိသေးဘူးဗျ final slot ကောင်းကောင်းမွန်လေးပဲပြန်ပြီးတော့ထွက်လာသေးတယ်ဆိုတော့နောက်ကနေပြီးတော့ဟန်ပြေးပြီးတော့ဝင်လာတယ်တစ်ဖက်လည်းပဲ blink က ace ကိုပြေးနိုင်ဖို့ကြိုးစားနေဆိုပေမဲ့ဟန်တောက်လျှောက်ပဲ strike ကိုပြန်ပွေပေးနေဆိုရင်လည်းတစ်ဖက်ကနေပြီးတော့ demonstration မှန်တာအရင်ကစီးပြေးပြီးလီနာဂျားထဲမှာညနေခဲ့ပြီးလီနာပြန်ပေးလိုက်ဆို ace ကလည်း immortal ပြန်ပေးလိုက်ပဲလီနာတုံးဝအောင်မသိသေးပါဘူးလီနာအော် ဒီနေခဲ့ဒီတာတော့မတည်သေးဘူးဆိုရင်လီနာတော့ဖြတ်ပြီးတော့စားလို့လိုက်ခဲ့ပါလားအဲ့ပြန်ပြီးတော့ပဲဒါပြန် import ပြီးတာဒီတော့လုံးဝမပြတ်သွားခဲ့တဲ့လီနာနောက်ဆုံးမှာတော့ just တွေအဆုံးတော့တပီးလိုက်နိုင်ခဲ့ပြီပဲဟိုမှာရှိနေခဲ့ဒီနောက်မှာရှိနေခဲ့ state နဲ့ G နဲ့ကြားထဲမှာပြန်ရောက်ရှိနေခဲ့လို့ ace ကိုယ်တိုင်ကလည်းဟိုမှာ crit way ကိုတွားပြီးတော့ရှင်းနေရတဲ့ကာလာပုံပြီးတော့ကြဲကြနေရင်းနဲ့ပဲဒီလောက်ကိုတော့ happy find ဖို့အတွက် over ဘက်ကိုရောက်လာခဲ့ပြီ သူတို့ hero king လေးတော့တကောင်စားတွေ organ တောက်လျှောက်ပြန်ရနေတယ်ဒါပေမဲ့သူတို့မှာအဲ့လိုမျိုးပေါ့နော်ဒင်းကိုပြန်ပြီးတော့ထိန်းနေရတယ်ဆိုတော့အဲ့အချိန်မှာသာရင် immortal ကြောက်သွားပြီဗျာဒါပေမဲ့ပြန်ပြီးတော့ထားလိုက်ဒီလိုမှသူတိုင်းပြီးတော့ပြတ်နိုင်ပါမလားဆိုတော့ crown ချက်ချင်းပဲတိုင်းပြီးတော့ဆွတ်ပြပြန်တော့ over မှာတော့တောက်လျှောက်ပဲရင်ဒီတစ်ခေါက်မှာပြန်ပြီးပေးလိုက်တော့ justice immortal တောင်းသားပါသေးတယ်နောက်ကနေပြီးတော့ကန်တောက်လျှောက်ကိုစေးပေးတာဆိုတော့ blink ရတယ်ဘက်ကနေပြန်ပြီးတော့ဝင်လာဖို့ဆိုတဲ့ အထဲမှာ၄កောင်၃កောင်လောက်ကြားထဲမှာသူတောက်လျှောက်ကိုပဲဒီမိုးတွေပို့တယ်ပြန်ပြီးထောင်းဝင်းစမယ်လွတ်ဖို့လမ်းတော့မရှိတော့ဘူးဗျာ ဒါတော့ပြန်ပြီးတော့ ace ကိုလိုချင်နေတဲ့ဆို stage ပြန်ပြီးတော့တောင်းသွားခဲ့တော့တောင်းကြပြန်ပြီးလုံးနေခဲ့တဲ့ဆို ace ကို play လုံးဝပြန်ပြီးတော့ချက်ကန်လိုက်နေပဲ ace ကိုပြန်ချသွားခဲ့ stick ကလုံးဝမတီးဘဲနဲ့ကိုပြန်ပြီးတော့ကန်တော့ quick တော်လေးနေပါသွားနေခဲ့လို့ဒီကြောင်နေတဲ့ကန်နေခဲ့လို့တော့ရောက်လာခဲ့ဆို now only stick ကိုပြန်ဖို့တော့ကြိုးစားနေတယ်လက်ချက်ပါတော့ပြန်ပြီးတော့ချက်သွားခဲ့ရပါတယ် ဒီကတော့ပြန်ပြီးတော့ပေးလိုက်ဆိုမှကန်မှာ immortal တော့ကျန်နေသေးတယ်သူရလည်းလုံးဝ destiny ချက်ဆိုတော့ cable လေးနဲ့ပဲတခါလေးဝင်အသိန်းလေးမှာတော့ blink damage နဲ့ပြန်ပြီးတော့ဟိုးနောက်မှာလည်း medium wave ပြအရင်များနေပြီသလုံးသားမှာလည်းချင်းချင်းသိမကောင်းတော့ကန်ပြန်ပြီးတော့ပေးလိုက်ရင်နောက်ပြီးတောက်လျှောက်လိန်ကိုပြန်ပြီးတော့ကာဝယ်မရတော့ free wave ကအရင်များနေခဲ့တဲ့နောက်မှာ crystal throne နောက်ဆုံးတော့ပေးလိုက်ရပြီဗျာ နောက်ဆုံးတော့ချုံသွားခဲ့တဲ့